မေးမြန်းလာတဲ့အကောင့်ပိုင်ရှင်ကတော့မျိုးခိုင်ဖြစ်ပါတယ်။သူမေးထားတာကတော့ဆရာခမရဖုန်းနဲ့ပြောရတာကျွန်တော်မပြောတတ်လို့ပါခမရ။ယောဂီဝစ်စုံဝင်ရင်10ပါးတီလာအလိုလျောက်ထိန်းရမည်အတိတ်ပဲကိုဆရာအမြင်ရှင်းပြပေးပါဆိုပြီးတော့မေးမြန်းထားတာပဲဖြစ်ပါတယ်ရှင်။လူပုဂ္ဂိုလ်နဲ့10ပါးတီလာနဲ့ယောဂီဝစ်စုံတဲ့ကိစ္စပေါ့နော်။အဲ့တော့လူတွေ10ပါးတီလာစောင့်ထင်းကောင်းသည်မစောင့်ထင်းကောင်းသည်နော်ယောဂီဝတ်စုံဝတ်အပ်ဒီမောဟဒီနဲ့ပတ်သက်ပြီးတော့ရှေးဆရာတော်ဘုရားကြီးများဩဝါဒတွေကွဲပြားတယ်လို့ဒါလေးကိုအခြေခံအပြင်ကျွန်တော်ဥစွာပထမပြောကြလို့တယ်ဘယ်လိုကွဲပြားလဲဆိုတော့အချို့သောဆရာတော်ကြီးများကတော့သူက10ပါးသီလလူပုဂ္ဂိုလ်တွေစောင့်ထိန်မယ်ဆိုရင်ဒီဘက်ကပေါ့နော်တစ်ခေါက်ဆိုးရောင်ယောဂီဝတ်စုံကိုအမြဲတမ်းဝတ်နိုင်မှဝတ်နိုင်တဲ့အပြင်ကိုမိမိပိုင်ရွှေငွေဥစ္စာပစ္စည်းယတနာတွေကိုဂတိကာရဥထိန်တယ်လို့အလယပြတ်ဆွန့်လွတ်ပြီးနိုင်မှအမြဲစောင့်ထိန်ကောင်းတယ်လို့အချို့ဆရာတော်တွေကဩဝါဒပေးတယ်။သို့တော်လည်းအများသောအားဖြင့်များသောဆရာတော်တွေကတော့အဲ့လိုမျိုးမဟုတ်ဘူး။ဘယ်လိုပေးလဲလို့ဆိုတော့10ပါးသီလစောင့်ထိန်တဲ့အခါမှာအမြဲတမ်းစောင့်ထိန်မှာမဟုတ်ဘူး။ကာလပရိယန္တကာလပိုင်းခြားပြီးတော့စောင့်ထိန်လို့လည်းရတယ်။နောက်ပြီးတော့တစ်ခေါက်ဆိုးအောင်ဆိုလဲယောဂီဝတ်စုံကိုပေါ့နော်။အဲ့ဒါကိုလည်းပဲအမြဲတမ်းဝတ်ဖို့မဟုတ်ဘူး။ပိုင်ဆိုင်တဲ့ပစ္စည်းစေတနာတွေကိုလည်းပဲကာလပရိယန္တအပြင်ယုံကြည်စိတ်ချတဲ့သူမှာအနှံပြီးတော့စောင့်ထိန်ရင်လည်းစောင့်ထိန်လို့ရတယ်လို့ဒီလိုဆရာတော်အများကဆုံးဖြတ်တော်မူတယ်ဒီနှစ်ခုကတော့ကြိုတင်သိရှိထားမယ်အပိုင်းပေါ့နော်နောက်တစ်ခုထပ်ပြီးပြောချင်တာကဝိသုဒ္ဓိမထာဂရမှာ10ပါးသီလဆိုလိုတာကလူတွေစောင့်ထိန်တဲ့သီလမှန်သမျှကိုဂဟထသီလလို့ခေါ်တယ်နော်အိမ်ရတီချောင်လူဝတ်ကြောင်ပုံကိုယ်တွေစောင့်ထိန်တာအဲ့တော့အဲ့ဒီထဲမှာဘာတွေပါလဲဆိုတော့အနည်းဆုံးဆင့်ရလူဝတ်ကြောင်ဆို5ပါးသီလစွမ်းနိုင်ရင်10ပါးပေါ့9ပါး10ပါးပေါ့ဒါကြောင့်10ပါးသီလသည်ဂဟထသီလလို့ဝိသုဒ္ဓိမမှာအတိလင်းပြဆိုတယ်အဲ့လိုပြဆိုတဲ့အခါမှာဒီ10ပါးသီလစောင့်ထိန်ပြီလို့ဆိုရင်ဒါကတော့ကျွန်တော်အမြင်ပြောတာနော်ဒီတက်ခောက်ဆိုးရောင်ဆိုတဲ့ဝတ်စုံကအခုမှမဟုတ်ဘူးရှေးအချိန်ခါတည်းကအင်ယာတီထောင်လူတို့ပေါင်းကိုစွန့်ပြီးတော့အိုးရင်စွန့်ပြီးတော့တရားရှာမဲ့ပုံကိုယ်တွေအတွက်လူပုဂ္ဂိုလ်တွေဝတ်တဲ့လူဝတ်ကြောင်နဲ့ဝတ်စုံနဲ့ကွဲအောင်စီစဉ်ထားခဲ့ဟန်ရှိတယ်ဒါကဘာလဲဆိုရင်ရှင်မဂ္ဂသဗ္ဗဝတ္ထုအကြောင်းနဲ့ကျွန်တော်ဆွေးနွေးပြီးပြောပြီးအဲ့ထက်မှလည်းပါပြီးသားဖြစ်တယ်ဆိုအနည်းဆုံးပြောရင်ဓမ္မပဒမှာဗျာဓမ္မပဒမှာဘယင်တစ်ပါးကသူ10ပါးသီလစောင့်တည်မယ်တရက်စောင့်တည်မယ်ဆိုတော့သူဘာလုပ်ရလဲလို့ဆိုတော့ဘယင်ရဲ့ဝတ်စုံဖြစ်တဲ့ဘရက်ဓာတရားပေါ့ဗျာဒီ6ဝတ်စကြာခေါင်းပေါင်းအကုန်လုံးပေါ့အဲ့ဒါတွေကိုသူကစွန့်ပြီးတော့သူ့ရဲ့အခွင့်အာဏာတွေရောအလုပ်ကန်တွေရောစစ်သူကြီးကိုသူကတရက်လွှဲလိုက်ရတယ်အဲသူတီးတန့်ဆောက်တယ်ခုနပြောတဲ့ဝတ်စုံနဲ့ပေါ့နော်တီးတန့်ဆောက်ဒီနေရာမှာလည်းပဲကျွန်တော်ပြောချင်တာကသီလစောင့်တည်မှုကအဓိကပထမဝတ်စုံကဒုတိယအဲ့လိုမျိုးကျွန်တော်ကမြင်စေချင်တယ်။ဘာကြောင့်လဲလို့ဆိုတော့သူ10ပါးသီလစောင့်တည်လို့သာဒီဝတ်စုံကိုခွာရတာ။သီလကြောင့်ဝတ်စုံကိုခွာရတာ။ဘာကြောင့်လဲဆိုရှင်ဘုရင်ဝတ်စုံမှာကအဖိုးတန်ကြောင့်မြတ်ရတဲ့နာတွေပါတယ်။10ပါးသီလမှာကဇာတရူပရဇတပရိက္ခာနာရွှေငွေကိုမကန်အပ်ဘူးမရှိချင်းဒီဝတ်တာကိုမပြောနဲ့တော့နော်။အဲ့လိုတွေပါတယ်။ဒါကြောင့်ဒီနေရာမှာသူကသီလစောင့်တည်ခြင်းရတာပထမပဲဝတ်စုံကဒုတိယပဲ။ဘာကြောင့်လဲလို့ဆိုတော့ဝတ်စုံကိုဦးစားပေးရင်ဥပမာပရပိုက်တွေကြားဘူးလိမ့်မယ်ပရပိုက်တွေကယဟန်နေလို့ပဲယဟန်နေဝတ်တဲ့သင်္ကန်းရံဝတ်တဲ့ခပန်းချိုပိရိတ်ခရနဲ့ဒါပေမဲ့အကျင့်အာစာရသီလဘာမှမဟုတ်တဲ့အတွက်အချင်းကြီးပဲဝတ်စုံကအဓိကမဟုတ်ရသိလည်းထုံနည်းတူသွားပဲရသိကြီးဥက္ကဋ္ဌတွေကြည့်လေဝတ်စုံနဲ့ရွှေပြည့်ငွေပြည့်တွေတောင်လုံနေကားသားတွေဆိုတယ်မလားဝတ်စုံကအဓိကမဟုတ်ဘူးသီလအဓိကသီလဒီပထမဝတ်စုံဒီဒုတိယပြီးတော့10ပါးသီလစောင့်တာနဲ့ဒီဝတ်စုံကိုမဖြစ်မနေဝတ်ရတဲ့ဟာမျိုးလည်းမဖြစ်စေချင်ဘူးဘာကြောင့်လဲလို့ဆိုတော့ဖြူစင်တန်စင်အပြစ်ကင်းတဲ့ဝတ်စုံပေါ့ဗျာတဏှာကင်းမဲ့မိသူတို့ကတတ်မဲ့စံဖြစ်ဝတ်စုံလေးကိုတီးသန့်လေးဝတ်ပြီးတော့အဲ့ဒီတဏိတာကာလမှာသီလကိုဆင်ခြင်ဓမ္မိန်ဝါကထာအရိယာဝါတုံနိပါဝောပေါ့ဆိုလိုတာကတရားစကားပြောခြင်းများအဖြစ်ပြောဒါမှမဟုတ်လေအရိယာကဲ့သို့တရားကိုနှလုံးသွင်းပြီးနေရင်ပြီးတယ်လို့ဒါကျွန်တော်ရဲ့ပုဂ္ဂလဒိဋ္ဌာန်အဖြစ်ပြောခြင်းတယ်အကြောင်းကတော့ဘာကြောင့်လဲလို့ဆိုတော့အနာဂံဆိုတာသိရနော်လူပုဂ္ဂိုလ်မှာအနာဂံသိပြီးနေလူဘုကြောင့်ဘဝနဲ့နေနေတာယဟန္တာဖြစ်မှသူကချင်းရတယ်ယဟန်ဝိရင်ဝမဝိရင်ပြိဋိဘံပြုပါတယ်လူဘုကြောင့်ရသူကနှိပ်လို့အဲ့တော့အနာဂံဆင်းရနည်းနည်းမှမဟုတ်အနာဂံသိပြီးရင်လူဘုကြောင့်ဘဝနဲ့ဒီလိုနေနိုင်တယ်လို့ဆိုရင်ဒီပုထုဇဉ်ဘဝဒီ10ပါး9ပါး10ပါးလောက်နဲ့ကျွန်တော်တို့ကမန္တတိုင်တက်စရာမလိုဘူးလေတက်ပြစရာမလိုဘူးလို့ထင်တယ်သို့တော်လည်းပဲဂိုင်းကနအနေနဲ့အာစရိယဝါဒအနေနဲ့ဂိုင်းကနအနေနဲ့တီချောင်လိုတဲ့ပုံကိုယ်တွေရှိရင်တော့သူတို့ရဲ့ဂိုင်းဆရာတွေသူတို့ရဲ့ဆရာတွေရဲ့စီမံချက်အတိုင်းပေါ့နော်ဝတ်လို့ရှင်လို့ရပါတယ်နော်မဝတ်ချင်လည်းရတယ်ဝတ်လို့ရှင်လို့လည်းရတယ်ခုနလူဘုကြောင့်တာမန်ပုဂ္ဂိုလ်တွေကလည်းပဲမဖြစ်မနေဝတ်ရမယ်ဆိုတာကိုကျွန်တော်တို့ကမဖြစ်သင့်ဘူးလို့ဆိုတာဝတ်ချင်တဲ့လူလည်းဝတ်ပါမဝတ်ဘဲနဲ့နေရင်ခုနလူပုဂ္ဂိုလ်အနာဂံသိပြီးရင်လူဘုကြောင့်နဲ့နေလို့ရတဲ့ဟာဒီပုထုဇဉ်10ပါးသီလမန္တတိုင်တက်ပြနေတယ်ဆိုရင်လည်း
အစီအငေါမတက်ဘူးပေါ့ဗျာနောက်တနည်းအထူးသတိပေးချင်တာကတော့ဟိုဘယ်လိုခေါ်မလဲတိတ်ခေါက်ဆိုးရအောင်ယောဂီဝတ်တဲ့ခါမှာယောဂီတပတ်လည်းရှိပါတယ်ပခုံးပေါ်တင်ထားတယ်အဲ့ဒီလေးလက်မလောက်အပြားပဲရှိပါတယ်အဲ့ဒီလေးလက်မလောက်အပြားသာရှိတဲ့ဒီယောဂီတပတ်ကိုနှစ်ထပ်သင်္ကန်းကြီးနဲ့မှတ်မှားနေရင်ဒါစိတ်ကြီးဝင်တတ်တယ်ကျွန်တော်တို့ကကိုယ်တိုင်တွေ့ကြုံဘူးလို့ပြောတာပါနော်အဲ့ဒါကြောင့်ဒါကိုနှိုင်းနှိုင်းချင်းချင်းသူခမိန်အနေနဲ့ဟိုဆောင်ရွက်ကြပါလို့ဒါလေးပြောကြလို့ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါ online ကနေတက်ဆင်မေးမြန်းထားတဲ့မိဘပြည်သူတွေလည်းဆရာဖြေကြားပေးထားတဲ့အဖြေတွေကိုနားဆင်ပြီးတော့ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်သမီးတို့ရဲ့အခုဒီမင်္ဂလာတရားမင်္ဂလာစကား online ဓမ္မအမေးအဖြေများအစီအစဉ်မှာလည်းဒါအခုလိုမျိုးပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ဆရာဦးစန်းလင်းစေမြောင်ကျေးဇူးများကြီးပဲတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ